ဘာမှအထွေထူးပြောပြမရှိတဲ့တာမန်လူငယ်တယောက်ပါပဲပုံမှန်တိုင်းပညာရေးလုပ်တယ်ပညာရေးပြီးသွားတဲ့အခါကျတော့ကိုဝါသနာပါရဖာပေပလိုင်းကိုဖြည်းဖြည်းချင်းပုံမှန်လေးနဲ့တက်ဖန်သမျှဂျိုးဖာနေတဲ့အပိုင်းပဲရှိပါတယ်ရွှေကြပြားလေးတွေဖာလေးတွေကိုတော့တခြား channel တွေမှာလည်းပြောဖို့တလို့ပဲရေးခဲ့တာကြာပြီပေါ့နော်ရေးခဲ့တာလည်းကြာပြီဒါပေမဲ့ဘယ်တိုက်ကိုမှပေးပို့ခဲ့ဘူးခြင်းလည်းမရှိဘူးဖြည်းချင်းလေးပဲပုံမှန်ရေးလာတယ်ကိုလည်းဖာရေးဖျာတနေ့ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရေးတော့ဖာရေးခဲ့တာမဟုတ်ဘူးပေါ့ဝါသနာပါတဲ့အတွက်ကြောင့်မလို့ဝါသနာပါတဲ့တိုင်းတာလေးတွေကနေပဲဖြည်းချင်းပုံမှန်လေးရေးတယ်ကြပြားလိုဖာလိုလေးတွေလည်းရေးဖြစ်တယ်ဝတ္ထုတိုလိုလေးတွေလည်းရေးဖြစ်တယ်ရေးနဲ့မှမေမေကရွှေရေးသမျှကိုဖတ်ကြည့်ပြီးဝေဖန်ပေးနေဒီအပိုင်းလေးဆိုရင်တော့ကောင်းတယ်ဒီအပိုင်းဆိုလို့ရှင်တော့မကောင်းဘူးဝေဖန်ပေးနေရွှေဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဘူးဆိုတာလေးနည်းနည်းပို့ပြီးတော့ဝေဖန်ပေးမှုကြောင့်သိလာပြီးတော့ပို့ပြီးတော့ကောင်းအောင်ရွှေကြိုးစားပြီးဖြစ်ပြီးရေးလာတယ်ပေါ့ရေးလာရင်ရွှေအိမ်မှာရေးထားတာလေးတွေပဲအများကြီးဖြစ်လာတဲ့ခါကျမေမေကအကြံပြုတယ်စာပေတိုက်ကလေးတွေပို့ပြီးကြည့်ပါလားဆိုတော့ရွှေဖပြီးတော့မဂဇင်းတိုက်ကလေးတွေပို့ပြီးကြည့်တယ်ရွေးချယ်ခြင်းတော့တခါမှမခံခဲ့ရအောင်။ဘာကြောင့်လဲဆိုတော့ရွှေရဲ့အမှုပညာဝန်ဖာဝမပြည့်ဝသေးတဲ့အတွက်ကြောင့်မလို့ရွှေရဲ့လက်ရည်ကတော်တော်ညံ့နေသေးတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဘယ်တိုင်းမှရွေးချယ်ခြင်းမခံခဲ့ရသေးဘူး။အဲ့တော့ဖိတ်တက်ကြလိုက်ပြန်ရေးလိုက်ဖိတ်တက်ကြလိုက်ပြန်ရေးလိုက်နဲ့ပဲပုံမှန်ကြောဖြတ်လာတာပေါ့နော်။ရွှေစပြီးဖြေရမယ်ဆိုတော့ဘလို့အကြောင်းကြောင့်ရေးပြခဲ့တာလဲဆိုတာနေစပြီးဖြေချင်ပါတယ်။ဘလို့အကြောင်းကြောင့်လဲဆိုတော့ငငယ်တဲ့ကိုကမိမိကဖာဖတ်ဝါဒနာပါတဲ့အတွက်ကြောင့်မလို့မိမိဖတ်တဲ့ဖာတွေရွှေရလဲလိုက်ဖတ်တယ်မိမိယူလာတဲ့ဖောက်တွေမှန်သမျှရွှေနဲ့လိုက်ဖတ်သည်ဖြစ်ဖြစ်မလိုက်ဖတ်သည်ဖြစ်ဖြစ်နည်းနည်းပပတော့လိုက်ပြီးဝင်ပြီးဖတ်ကြည့်လိုက်တယ်မိမိရဲ့အလေးအထားကြောင့်မလို့ရွှေဖီမှာဖာဖတ်တဲ့အလေးအထားလေးတွေများလာပြီးတော့ဖာပေနည်းနည်းဝါဒနာပါလာတယ်ပေါ့နော်ဖြည်းဖြည်းချင်းဝါဒနာဖတင်လာတယ်ပေါ့အဲ့တော့ဖာပေကိုမြန်နူးလာတဲ့အမြကိုတိုင်းလဲနည်းနည်းလေးလက်ဖုန်းလေးပြလာတယ်ပေါ့ဘယ်အရွယ်ကရေးတက်လာလဲဆိုတော့ကနဦးရွှေဖတင်လာတာကရွှေဖနှစ်ကျော်လောက်အရွယ်မှာမဂဇင်းထဲမှာကြပြားလေးတွေပါလာတာတွေ့တယ်ဆိုလို့ရှင်ရွှေအရန်ကြိုက်တဲ့ကြပြားလေးဆိုရွှေဖောက်ထဲမှာကူးပြီးမှတ်ထားတယ်နာမည်ကြီးဆရာကြီးတွေရဲ့ကြပြားမဟုတ်တာတော့မှဘသူကြပြားပဲဖြစ်ဖြစ်ပေါ့နော်ရွှေနှစ်သက်တယ်ဆိုလို့ရှင်ကူးပြီးတော့မှတ်ထားတယ်အဲ့လိုအကျင့်လေးတွေကနေတဖြည်းဖြည်းသူတို့ကြပြားလေးတွေကြည့်ပြီးအရန်နှစ်သက်လာတယ်ကိုတိုင်းလည်းရေးကျင်လာတဲ့အခါကျတော့ရွှေဖကျော်သက်အရွယ်လောက်မှာတွေကနည်းနည်းလက်ဖန်းလေးဖြစ်လာတယ်ရွှေဖီမာကကနဦးအနေနဲ့ဒီညမှာရွှေချဖြတ်ပြီးပြောချင်တာပေါ့နော်အခုချိန်မှာအများဆုံးရွှေဝေဖန်ခံနေရတဲ့စကားကဖာရေးဆရာကိုခံယူနေပြီလားဆိုတဲ့အချက်ကိုရွှေဝေဖန်ခံနေရပါတယ်အဲ့တော့ရွှေကိုကြပြားဖျာဖာရေးဖျာတူလို့ကိုမခံယူထားပါဘူးရွှေရကိုဖာရေးနေဖဲသူတူလို့ပဲခံယူထားတာပဲရှိပါတယ်အဲ့တော့ရွှေရကြပြားရေးသားသူတယောက်ပါကြပြားဖျာရဲ့လို့ရွှေကိုမသတ်မှတ်ပါဘူးဖာရေးသားသူတယောက်ပါဖာရေးသားသူဖြစ်တဲ့အတွက်ကြပြားဘက်ကိုလည်းရွှေနှစ်ချိုက်မိပါတယ်ကြပြားတွေလည်းရေးပါတယ်ပုံမြင်ကိုလည်းပုံမြင်အလျောက်နှစ်ချိုက်မိပါတယ်ထို့အတူပဲဝတ္ထုတိုဝတ္ထုရှည်ခါတလေတော့လည်းဖောင်းပါလိုမျိုးလေးတွေအဖေးလိုမျိုးလေးတွေလည်းရေးဖြစ်တဲ့အခါလေးတွေလည်းရှိပါတယ်ဘယ်အပိုင်းကိုမဆိုရွှေနှစ်သက်ပါတယ်စာရေးသားမှုအပိုင်းနဲ့ပတ်သက်ရင်ဝတ္ထုတိုမှာကကြတော့ဗလန်တိုလေးအနေနဲ့ရေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇက်အိမ်ကိုအများကြီးချဲ့လို့မရဘူးပေါ့နော်တရုတ်ဖော်အပိုင်းလေးတွေဒီလိုခဏအပိုင်းလေးတွေလည်းရှိလို့ရပါတယ်ဝတ္ထုရှည်မှာကကြတော့အများကြီးဇက်အိမ်ချဲ့လို့ရတဲ့အတွက်ကြောင့်မို့လို့ရွှေနှစ်သက်တဲ့အပိုင်းခန္ဓာလေးအားလုံးထည့်လို့ရတာပေါ့နော်ရွှေနှစ်သက်ကတာကကြတော့အချစ်ရဲ့ဟာတာရဲ့ဖုန်တောက်ရှိုးဝက်လိုမျိုးရပေါ့နော်သုံးမျိုးလုံးပေါင်းဖက်ထားတဲ့အပိုင်းကိုရွှေရဝါသနာပါတယ်ဆိုတော့လုံးချင်းဝတ္ထုရှည်မှာကြတော့အဲ့လိုပေါင်းဖက်လို့မျိုးရှိဖြစ်ပါတယ်ရွှေရဲ့ပထမဆုံးလုံးချင်းဝတ္ထုရှည်နာမည်ကိုရွှေကြာဖူးသစ်ဆိုပြီးနာမည်ပေးထားပါတယ်အကြောင်းအရာကတော့ဖုန်တောက်ဖြစ်ရမှာအရန်ဝါသနာပါတဲ့ main ကလေးတူကနေဖြစ်ပေါ်လာတဲ့
အချစ်ရဲ့ဟာတာရဲ့ရွှေဝဲရဲ့ဖလန်လေးတစ်ခုပါအဲ့ဒါလေးကိုရွှေရတလေးတစ်ခုအနေနဲ့ရေးထားပါတယ်ရွှေရေးတာအပျော်ဖတ်လူငယ်တွေကိုဥတည်တဲ့ဖာပေပါတုဒ္ဒဖာပေမဟုတ်ပါဘူးရွှေ Facebook သုံးဖြစ်တာကြားလာပါပြီတော်တော်ကြားခဲ့ပါပြီရွှေထိုင်းမှာရောက်သွားတဲ့အချိန်မှာ Facebook ကိုပို့ပြီးတော့အဓိကထားသုံးဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ရွှေထိုင်းရောက်နေတဲ့အချိန်မှာstudy လုပ်ဖျားဖတ်တင်ကြားဖျားကိစ္စလေးလည်းနေပါသွားပြီဖြစ်တဲ့အတွက်နိုင်ငံခြားမှာလည်း line ကောင်းတဲ့အတွက်ကြောင့်မလို့ Facebook ကိုအချိန်ပေးပြီးတော့သုံးဖြစ်လာတယ်ပေါ့။သုံးဖြစ်လာတဲ့အခါကျတော့လည်းကိုရေးထားတဲ့ကြပြတူကြပြဖာလေးတွေကိုထုတ်ဖော်ပြချင်လာတယ်။ထုတ်ဖော်ပြချင်လာတယ်ဆိုတော့တပုတ်ဖာလေးတွေတင်ဖြစ်လာတယ်ပေါ့နော်တင်ဖြစ်လာတယ်တယောက်ဖာနှစ်ယောက်ဖာအားပေးလာတယ်ဆိုလို့ရှိရင်ပဲချီကျူးတန်လေးစကားကြားရတယ်ဆိုလို့ရှိရင်ပဲအရန်ဝမ်းသာလို့မဖုံဖြစ်ရတယ်ပေါ့နော်အဲ့ရနေတဖြည်းဖြည်းနဲ့ရွှေကိုသူတို့ကကြပြဖျားတယောက်အနေနဲ့အသိမှတ်ဖာပြီးပြူလာကြတယ်ပေါ့ရွှေတခြားဖာတွေရေးတယ်ဆိုတာကိုတော့ဘယ်သူမှရွှေ Facebook မှာပြောပြလိမ့်လည်းမရှိဘူးပြောပြလိမ့်မရှိတဲ့အတွက်ကြောင့်မလို့ဘယ်သူမှလည်းသိလိမ့်မရှိဘူးပေါ့နော်နောက်ပြီးတော့ရွှေကတခြားဖာပီတွေကိုအချိန်အားပြင်းပြင်းနဲ့လှုပ်ရှားနေသေးတဲ့သူတယောက်လည်းမဟုတ်ပါဘူးပုံမှန်လေးပဲရွှေရဲ့ကြပြဖာပီလေးရေးသားပြီးတော့ပုံမှန်လေးပဲခြိတက်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်အဟုန်လည်းမမြင်သေးပါဘူးဖာပီနယ်ပယ်မှာခုမှလည်းဖာပြီးခြေလန်းလှမ်းမှုဖာနေပဲသူတယောက်ဖြစ်တဲ့အတွက်ဘယ်သူမှလည်းရွှေကိုဖာရေးနေတဲ့သူတယောက်ရဲ့လို့တည်တည်ချာချာသိချတာခြင်းလည်းမရှိဘူးပေါ့ကြပြရေးတဲ့သူတယောက်အနေနဲ့ပဲသိချတာရှိပါတယ်အဲ့တော့ Facebook သုံးလာရင်လည်း Facebook ရဲ့သဘာဝအရနောက်ပြီးတော့ main ကလေးတယောက်ရဲ့သဘာဝအရတော့ဓာတ်ပုံအလှလေးတွေရိုက်ဖြစ်တဲ့အခါကျတော့ရွှေဓာတ်ပုံလေးလည်းတင်ဖြစ်တယ်အဲ့တော့ဖာလေးကြပြလေးတင်လိုက်ဓာတ်ပုံလေးတင်လိုက်နဲ့ရွှေသုံးဖြစ်လာတယ်ပေါ့သုံးဖြစ်လာတဲ့အခါမှာရွှေဓာတ်ပုံမတင်တဲ့အခါကျတော့လည်းပြိတ္တကတုံ့ပြန်မှုကဒါ fake account လားဆိုတဲ့တုံ့ပြန်မှုကိုခံရတယ်ဓာတ်ပုံတင်လိုက်တဲ့အခါကြပြန်တော့လည်းမင်းကလေးတဘာဝအရာတော့ကိုလှတဲ့ပုံပဲတင်ချင်တာပေါ့နော်။နောက်ရွှေရလူငယ်တယောက်ကိုလှတဲ့ပုံပဲတင်တဲ့အခါကြပြန်တော့လေဒီဓာတ်ပုံပေါ်မှာမူတည်ပြီးတော့တခြား feedback လေးတွေပြန်ရလာတာမျိုးလေးလည်းရှိပါတယ်။ကြပြာတို့ဖာတို့ဓာတ်ပုံတင်တာတို့တော့ Facebook မှာတိတ်တွင်ကြဲကြဲမလုပ်ဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့အခုချိန်မှာရွှေပေါ်မှာများဖုံးနားလည်ပေးကြတဲ့တငယ်ချင်းကောင်းတွေလည်းရှိတယ်လို့မျိုးရွှေရဖြူသလားမဲသလားဘသူပဲဝါမှန်းအောင်မသိဘဲနဲ့ဝေဖန်နေကြတဲ့သူတွေလည်းအများကြီးရှိတဲ့အတွက်ရွှေတင်ဖို့ရည်ရွယ်ထားတဲ့ဖာလေးတွေတော့မှ Facebook မှာအခုမတင်မနဲ့ခဏခဏလောက်လေးဖိုင်နန်ထားပါတယ်မင်းကလေးတယောက်ရဲ့ခန္ဓာကိုယ်အလှဖူတာကအဝတ်စားပေါ်မှာမူတည်ပြီးအများကြီးပြောင်းလဲပါတယ်ခြေချမ်းအင်ကြီးတစ်ထည်ကိုဘယ်လိုပဲ fitting ဝဲကိုလုံးအလှပေါ်ချင်မှလည်းပေါ်မှာပါရမရန်ကမှာကိုလုံးပေါ်ပြီးတဲ့ဖွယ်သားအင်ဂျီလိုမျိုးဝက်လိုက်တဲ့အခါမှာကိုလုံးအလှပို့ပြီးတော့ရှိတာထက်ပိုပေါ်သွားတာလည်းရှိပါတယ်နောက်ပြီးတော့ဓာတ်ပုံရိုက်တဲ့အခါကျလို့ရှိရင်မီးအလင်းအမှောင်ပေါ့နော်မီးအလင်းမှောင်ကြောင့်မလို့လဲကိုလုံးအလှပေါ်သွားတာအများကြီးရှိပါတယ်ရွှေကဓာတ်ပုံရိုက်တဲ့အခါမှာပုံမှန်သွားလာလှုပ်ရှားနေတဲ့ပုံလေးတွေတဲကပေါ့နော်ခရီးသွားလာနေနဲ့ရိုက်ထားခဲ့တဲ့တာမန်ပုံလေးတွေတဲကတင်တာလည်းရှိတယ်လို့မျိုးရွှေရဲ့ဓာတ်ပုံထဲမှာ100ဆိုလို့ရှိရင်90%ကတော့ပုံမှန်ပုံလေးတွေပါပါမယ်ကျန်တဲ့90%ကကြတော့ model fan နဲ့ post လေးတွေလည်းဖြစ်ကောင်းဖြစ်နေပါတယ်ဒါကရွှေmodel line ကိုကူးကျင်လို့ model fan ဘွားနဲ့ရိုက်ပြထားတာရေတော့မဟုတ်ပါဘူးရွှေအိမ်မှာနိုင်ငံခြားကတ်တလောက်တွေလည်းကြီးတယ်နိုင်ငံခြားမဂဖန်လေးတွေလည်းကြီးတဲ့ခါကျတော့မော်ဒယ်ပေါင်းမြောင်များစွာရဲ့လှပတဲ့ post လေးတွေပေါ့နော်တွေ့ပြီးတော့အားကြမိတာလေးတွေလည်းရှိတယ်အဲ့တော့မိန်းကလေးတဘာဝရဓာတ်ပုံရိုက်လိုက်တဲ့အခါကျတော့ဒီလို post လေးတွေကိုအတွေ့ယူပြီးရိုက်လိုက်မိတာလည်းရှိတာပေါ့နော်နောက်ပြီးရိုက်တာကလည်းပြင်ပဓာတ်ပုံဖျားနေမဟုတ်ဘဲနဲ့ကိုယ့်ကိုအိမ်မှာလွတ်လပ်ပေါ်ပါစွာရိုက်တဲ့အခါကျတော့ပြောင်းရင်းနှောင်ရင်းနဲ့ဒီမဂဖန်က post တိုင်းကိုပေးပြီးရိုက်လိုက်တဲ့ပုံမျိုးလေးလည်းရှိတယ်ဒီလိုရိုက်ပြီးထွက်လာတဲ့ပုံလေးတွေမြောင်များစွာတွေကမှအလှဆုံးဖြစ်မယ်လို့ထင်တဲ့ပုံတွေကိုရွှေရွေးတင်လိုက်တာပေါ့ရွှေက2015ခုနှစ်ကလူငယ်တယောက်ပါလူငယ်တယောက်ဆိုတော့လူငယ်တဘာဝအရာကတော့ရွှေကိုလှတဲ့ပုံလေးတွေတင်ပါပါပဲတင်တဲ့အခါမှာမြင်ကြတဲ့အမြင်ပေါ်မှာပဲမူတည်ပြီးပြောင်းလဲသွားတာပေါ့နော်ဒီ main ကလေးဒီလိုပုံတင်တာလှပါလားလို့ယူဆတဲ့လူလည်းရှိကောင်းရှိမယ်ဘာကြောင့်ပုံတင်ရတာလဲဆိုပြီးတော့အဖိုးမြင်ဝါဒီနဲ့ကြီးတဲ့လူလည်းရှိကောင်းရှိမယ်ဒါကလက်ခံတဲ့လူပေါ်မှာပဲမူတည်ပါတယ်ရေခွက်တစ်ခွက်ကို4000ခွက်နဲ့ထည့်ရင်ရေက4000ပုံဖန်ဖြစ်မှာဖြစ်တယ်လို့အဝိုင်းနဲ့ထည့်ရင်လည်းအဝိုင်းပုံဖန်နဲ့ဖြစ်မှာပဲဖြစ်ပါတယ်တခုရှိတာကအခုလက်ရှိသူတို့သတ်မှတ်နေကြတာက
fire ဖျာမတူနေနဲ့ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးမရိုက်သင့်ဘူးလို့ပြောနေကြတယ်ရွှေအဲ့ပုံမှာခက်လူငယ်တယောက်အနေနဲ့တော့ဒီစကားကိုတော်တော်အံ့ဩမိတယ် fire ဖျာမတူဆိုတာရွှေအောင်မြင်နေတဲ့ fire ဖျာမတူလည်းမဟုတ်ပါဘူးဟိုရွှေအခုမှတော့ဝတ္ထုတူလေးတစ်ပုံးနှစ်ပုတ်လောက် formula တစ်ခုနှစ်ခုလောက်ဖပြီးပါနေတဲ့သူတယောက်ပါအဲ့တော့ရွှေရနာမည်ကြီး fire ဖျာမတယောက်မဟုတ်သေးဘူးပြီးတော့လူငယ်တယောက်လည်းဖြစ်တယ်လူငယ်တယောက်ဖြစ်တဲ့အတွက်လူငယ်တယောက်လိုဝစ်ဖားပြီးတော့ပဲရွှေရိုက်မှာပဲမိန်းကလေးတယောက်ဖြစ်တဲ့အတွက်သူ့ခန္ဓာကိုယ်ကောက်ကြောင်းတော့သူကသူရှိမှာပဲလीဒါကတော့ရွှေဝစ်ဖားဝစ်တိုင်းမှာတော့ခန္ဓာကိုယ်ကောက်ကြောင်းပေါ်တာကိုအဖြစ်တစ်ခုလို့တော့ပြောလို့မရဘူးပေါ့နော်လှတဲ့ပုံတင်မယ်လှတဲ့ပုံတင်တော့ကြည့်ကျင်တဲ့လူရှိရင်ကြည့်သွားကြပေါ့မကြည့်ကျင်တဲ့လူရှိလို့ရှိရင်ကြော်သွားလို့ရတာပဲဒါရွှေဘောပေါ်မှာရွှေပါလားရွှေတင်တာပဲနော်အဲ့ပုံမှာမူတီဗီပြန်လာကြတဲ့တုံ့ပြန်မှုတွေထဲမှာနှစ်ချိုက်ကြတဲ့လူရှိတယ်လို့ဝေဖန်ကြတဲ့လူရှိတယ်ဖိတ်ချမ်းသာလားလို့မေးတယ်ဆိုလို့ရှိရင်တော့ဒါဖိတ်ချမ်းသာပြကိစ္စမဟုတ်ပါဘူးဖိတ်ချမ်းသာပြဘာကြောင့်မှမရှိပါဘူးဖိတ်ညက်လားဆိုတော့လေလက်ရှိမှာဖိတ်ညက်နေတာကိုရွှေဟိုထိုင်ပြီးတော့ဖိတ်ဖီးရဲခံနေမှာမဟုတ်ဘဲနဲ့ရွှေပုံမှန်လုပ်ဖျားရှိတာနဲ့ပဲရွှေကြော်လာမှာပါလူဆို